ဒါနန်းကန်းကြီးမှာညနေပိုင်းလဲပြီးတော့ညပိုင်းကန်းကြီးမှာလမ်းလျှောက်ရင်မိတ်ဆွေတို့ဘာရင်မြင်ရမလဲဟုတ်ကဲ့ပါကျွန်တော်နဲ့အတူ live ပါကြည့်ရှုပါဒီကတော်တော်မိုက်6တော့လုံးမနေငယ်ပါဟုတ်ကဲ့ပါကျွန်တော်တို့ဒါနန်းကန်းကြီးကိုကျွန်တော်ညနေ3ခွဲလောက်ကိုစဆင်းနေပါတော့အဲ့ဒီအချိန်မှာနေရာလည်းအရန်မပူတော့ဘူးเนาะလာလေပတ်ရေကစားတဲ့လူတွေနောက်ပြီးကန်းကြီးမှာအပန်းဖြေဖို့လာတဲ့လူတွေအားများတယ်အရန်လဲကောင်းတဲ့အချိန်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ my piece ကနေပေါ့ကျွန်တော်တို့ Lady Buddha bag ကိုသွားတဲ့ဘက်ကိုကျွန်တော်တို့လမ်းလျှောက်တယ်ကစားတယ်ပေါ့နော်လိုက်ကြည့်ရပေါ့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်အဲ့မှာညနေနည်းနည်းဆောင်တော့ရေတော့နည်းနည်းဒီအသက်တော့နည်းနည်းကြမ်းတယ်ဒါပေမဲ့ရေကူးတဲ့လူတွေသူတို့ကိုရေကူးမဲ့နေရာတွေပိုင်းမှာသူတို့ကကျိုးတွေပိုင်းနဲ့တားပြီးသားရှိရပေါ့နော်ရေကူးလို့မရတဲ့နေရာတွေဆိုရင်သူတို့အဆောက်နေရှိရပေါ့နော်မကူပါဘူးပေါ့နော်ကူးမဲ့နေရာလေးပါဆိုကျိုးတွေနဲ့ဝိုင်းပေးထားတာတွေပါရှိဟိုပါရာဆေးလင်းတို့ jet ski တို့ banana boat စီးရာတွေလည်းကျွန်တော်တို့လုပ်လို့ရပါတယ်ပါရာဆေးလင်းဆိုရင်2ယောက်ကိုမှ1 million down ပေါ့နော်မြန်မာဝင်တဲ့ဆိုရင်တယောက်ကို9800ပဲပါရာဆေးလင်းလုပ်လို့ရပါပေါ့နော်ဒါအရန်တန်တယ်ပေါ့ဒါတော့ကိုကြိုက်တဲ့သူတွေ try ကြည့်တင်တဲ့ထဲမှာတော့ပါတယ်ပေါ့နော်အခုကတော့ဒီကအဆုံးကျွန်တော်သွားတဲ့အချိန်ဟာဒါနန်းကန်းကြီးဖွင့်ပွဲနေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကောင်းကင်မှာအကောင်ရုပ်ကြီးတေပပေါင်းတွေချိတ်ထားတာမြင်ခဲ့ရပါတော့ညနေနည်းနည်းဆောင်းတော့ကျွန်တော်ရေကူးချင်စိတ်တရားလည်းဖြစ်လာတယ်ကျွန်တော်ခဏလောက်ရေစင်းကူးလိုက်တယ်ပေါ့နော်ညဘက်လဲမယ်ဆိုပြီးမဲ့လည်းရေရတော့ကူးလိုက်ပါတယ်ဟုတ်ဒီချိုးလို့ပြီးတဲ့ခါမှာတော့ဖြစ်ကန်းကြီးမှာ6လယ်မှာပဲဖြစ်ပါတယ်ကန်းကြီးတစ်လျှောက်ပါရှိတယ်ဒါလက်ပတ်ပြီးကြည့်ပါမယ်ဘတ်ပေါင်းတိုင်းဘန်ပေါင်းလေးရတော့ပုံမှန်ပါပဲဘတ်ပေါင်းနောက်ဆောင်အေးဒီကနေကြည့်ကြည့်အောင်ကျွန်တော်ညဘက်ရောက်တော့ကျွန်တော်လူနည်းနည်းကျဲသွားမယ်ထင်တာပေါ့နော်ညဘက်ကပို့ပြီးတော့စီကားနေသူတို့ activity လာလုပ်တဲ့လူတွေနဲ့ပြည့်နေတာပေါ့နော်ဒီညဘက်ဖတ်ပြီးတော့တီးတန့်လေတဲ့လူတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဆူလိုက် aerobic တွေလုပ်မယ်လမ်းနေရှောင်းမယ်မဆယ်ပေတာသမားရကြတော့လဲစုပြီးတော့သူတို့ဟို train နေပေါ့နော်ယောဂသမားရလည်းညဘက်အလုံးမြက်ခင်းတွေပေါ်မှာလာပြီးတော့ယောဂကျင့်နေပေါ့နော်ဟုတ်ကဲ့ကန်းကြီးမှာလဲစိုင်းနေရလဲတော်တော်စီရပေါ့နော်အဲ့လိုကန်းကြီးတစ်ချောင်းစိုင်းနေမီးထိန်နေအောင်ဖွင့်ထားပါတော့အမအေးအချို့ပင်လယ်သားတွေရတယ်တချို့အလုံးအုံရေပန်းညာတွေနောက်ပြီးတော့ဒီPR တို့အရက်တို့တချို့class တန်းဖွင့်ထားတဲ့အဆိုင်တွေလည်းအများကြီးရှိရပေါ့နော်အဲ့လိုမျိုးမြန်မာပြရပါတယ်ကိုရင်ကဆွာလေးဆွာဆိုင်လေးဒီဘက်ကပို့စီရနော်ဒီဘက်ကဒီပေါ်မှာဆိုင်ကန်းနေလို့ဒီဘက်ကကြတော့ Nista Hotel ကျွန်တော်ကန်းကြီးဘက်မှာလည်းလူတွေစုနေရတယ်ကျွန်တော်ဘာလုပ်နေလဲဆိုပြီးတော့သွားပြီးတော့ကြည်လိုက်တော့သူတို့လူတွေပေါ့နော်လူတို့ BNN လူမျိုးလည်းရှိတယ်တခြား foreigner တွေလည်းရှိတယ်ပေါ့စုပြီးတော့ basketball ကစားနေတာတော့ဘောလုံးကစားနေတာတော့ပေါ့နော်အမှမီးထိန်အောင်ထုံးထားပြီးတော့အမျိုးရှိရပေါ့နော်မိုက်ပါတယ်သူတို့ကတော့အချင်းချင်းအမှတချင်းနားထောင်နေတယ်သူကလည်းနားထောင်မယ် basketball ကစားနေရလူကလည်းကစားနေရပေါ့နော်အဲ့ဒီ F5 လေးကတော့တော်တော်မိုက်ပါတယ်ဟုတ်ကဲ့ပါအခုကျွန်တော်တင်ဆက်တာဒီလောက်ပါပဲပေါ့နော်ဒါပြီးတော့ကျွန်တော်လမ်းလေးပါလေးရှောက်ပြီးတော့
ဟိုတယ်ပြန်ပြီးတော့နားပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်